အဓိကလေသမီးကြတော့လို့အရန်တူတာမကြိုက်ဘူးဒါပေမဲ့ဖွားကြတယ်လို့တကူလို့ရှူတင်နေပါသွားပြီဆိုရင်သူများကရောတူတူလေးဝတ်သွားတာဘာလို့မဝတ်သွားလဲဝတ်သွားခေါင်းဝင်ဆိုလဲအဲ့လိုအမှန်တိုင်းပြောရင်မိန်းကလေးတိတ်မဆန်တော့ခေါင်းဝင်ဝတ်တာတိတ်မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးယောက်ျားကြီးတိုင်းပဲဘောင်းမီအဲ့လိုဘောင်းမီကအဲ့လိုအောက်ကပွားကြီးနေတခါဆိုရင်တီရှပ်ကြီးနေနဲ့သွားတာများရပေါ့နော်အဓိကဘယ်လိုလဲလုံချုံချုံနဲ့ကိုစိတ်လွတ်လပ်ပေါ်ပါဘူးအဓိကပေါ့ပပနဲ့လုံချုံရှိရဖို့သဘောကြရပေါ့နော်ဟုတ်ဝဖြစ်တယ်အဓိကဖွားအမြဲတမ်းသူ့မှာလူကြီးတာအသက်ကမနေဘူးကြီးနေဟိုးအရင်ခေတ်တည်းကသူဆိုတော့လေသူအဲ့လိုခေတ်နောက်ကျရတဲ့ဘိုင်းမရှိဘူး fashion ဘိုင်းမှာဆိုရင်လေအဲ့လိုသူစင်တတ်တယ်အဲ့လိုရှုံမင်းသမီးလေးကဘလို့ဝတ်တာနင်သူများကဝတ်တာကြီးအဲ့လိုသူကပြန်ပြီးအဲ့လိုတင်ပေးရပြန်ပြီးတော့နာမည်ကြီးအနုပညာရှင်တွေရဲ့ Weather Fashion တွေသူတို့သုံးတဲ့အသုံးဆောင် fashion တွေကဘယ်လိုပုံစံလေးတွေဖြစ်မလဲဆိုတာသိရှိနိုင်ဖို့ AFPA ရဲ့ fashion season မှာအပတ်စဉ်ဟောပြပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်သမီးဆိုရင်အမှန်တိုင်းပြောသူများကတော်တော်များပြောတာကြတော့မြန်မာဝစ်စုံနဲ့လိုက်တယ်ပေါ့နော်တချို့ကြတော့လည်းအဲ့လိုမျိုးအောက်ကအဲ့လိုမျိုးဘောင်းမီခပ်ပေါ်လေးနဲ့ပေါ့ခေါ့တူတူလေးနဲ့ဝတ်ရတော့မိုက်တယ်ဟုတ်အဓိကလည်းအဲ့လိုမျိုးချားဟိုပေါ့နော် international ကိုရီးယားမလေးပဲဖြစ်ဖြစ်သူတို့ဝတ်တဲ့ဟာလေးကြည့်ရပြီးတော့တချို့နိုင်ငံခြားမှာဆိုရင်အဲ့လို Devriga လို့အဲ့လိုသူတို့ဝတ်တဲ့ပုံစံမျိုးတွေအကြည့်ဖြစ်တယ်ပေါ့နော်Devriga ကျတော့သူကျတော့ဘာနဲ့ဝတ်သူအရန်လိုက်တယ်လုံးဝသူကလည်းပပိန်လေးနဲ့သူချက်ကက်လေးနဲ့အရန်တော့မိုက်တယ်ပေါ့နော်အဲ့ကြInstagram အများနဲ့သွားရင်အမရဲ့ post တွေကိုသွားပြီးဝင်ကြည့်ပြဒီနေ့သူပါတင်လဲဘယ်လို fashion လေးဝတ်တယ်ဆိုအဲ့လိုအများနဲ့တော့ကြည့်ဖြစ်တယ်ပေါ့နော်ကြိုက်တာတော့တော်တော်များကြိုက်ပါအဲ့လိုတချို့ကိုရီးယားမလေးတို့ကြီးဖြစ်တယ်သူတို့ဝတ်တဲ့ဝတ်စားစင်ရင်သူတို့ရဲ့ဒီ daily life ပါဘယ်လိုပုံစံမျိုးလေးဆိုအများကြီးဖြစ်တယ်ပေါ့နော်အဓိကလေသမီးကြတော့အဲ့လိုအရန်တူတာမကြိုက်ဘူးဒါပေမဲ့ဖွားကြတယ်လို့တကူလို့ရှူတင်နေပါသွားပြီဆိုရင်သူများကရောတူတူလေးဝတ်သွားတာဘာလို့မဝတ်သွားလဲဝတ်သွားခေါင်းဝင်ဆိုလဲအဲ့လိုအမှန်တိုင်းပြောရင်မိန်းကလေးတိတ်မဆန်တော့ခေါင်းဝင်ဝတ်တာတိတ်မကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးယောက်ျားကြီးတိုင်းပဲဘောင်းမီအဲ့လိုဘောင်းမီကအဲ့လိုအောက်ကပွားကြီးနေတခါဆိုရင်အဲ့လိုတီရှပ်ကြီးနေသွားတာများရပေါ့နော်အဓိကဘယ်လိုလဲလုံချုံချုံနဲ့ကိုစိတ်လွတ်လပ်ပေါ်ပါဘူးအဓိကပေါ့ပနဲ့လုံချုံရှိရဖို့သဘောကြရပေါ့နော်ဟုတ်အဓိကလေကိုသာမဝတ်တာအဲ့လိုကောင်မလေးချောလေးအဲ့လိုမျိုးလေးတူတူလေးဝတ်တာအဲ့လိုသူတို့အဲ့လိုခေါင်းဝင်လေးဝတ်တာဆိုလိုက်ပြီးငန်းပစ်တယ်ပေါ့နော်တခါကျရဝေးကြည့်ရပေါ့နော်ခါကျအိမ်မှာဆိုအဲ့လိုအပြင်းနေပိုင်းမသွားခင်ဝေးစားရပါဝေးကြည့်တယ်မလားအဲ့ဒီချိန်ကျဖွားဂျာဝေးအကောင်ဝင်ပဲဝေးရမယ်ခါကျကိုကကြီးကြောင်ကြပြီဖွားနဲ့မဝေးချင်ဘူးအဲ့ကျဖွားနဲ့ပြန်ပြီးရန်ဖြစ်ရပြန်အဲ့ကြတော့သူပြောတဲ့အတိုင်းပဲဝတ်ပြောနောက်ကြတော့လိုက်ပါလားလို့ပုံစံမျိုးကခဏကြုံနေပေါ့နော်ဟုတ်အဓိကလေကိုကြိုက်တဲ့ဟာကိုပဲအမြဲတမ်းဝတ်လေးရှိရရင်တော့ချားစာကိုမ try ကြည့်ရပေါ့နော်ဟုတ်ဝတ်ဖြစ်တယ်အဓိကဖွားအမြဲတမ်းသူ့မှာလူကြီးတာအသက်ကမနေဘူးကြီးနေဟိုးအရင်ခေတ်တည်းကသူဆိုတော့လေသူအဲ့လိုခေတ်နောက်ကျရတဲ့ဘိုင်းမရှိဘူး fashion ဘိုင်းမှာဆိုရင်လေအဲ့လိုသူစင်တတ်တယ်အဲ့လိုရှုံမင်းသမီးလေးကဘလို့ဝတ်တာနင်သူများကဝတ်တာကြီးအဲ့လိုသူကပြန်ပြီးအဲ့လိုတင်ပေးရပြန်ပြီးတော့အဲ့လိုကြတော့လေဇက်ဝင်ခန်းတစ်ခုမှဆိုရင်ကိုကြိုက်မကြိုက်အဓိက character နဲ့ညှိဖို့အရေးကြီးရတဲ့အတွက်ပေါ့နော်အဲ့လိုဝတ်လိုက်တယ်ရိုက်ပြီးသွားပြီးသွားပဲပေါ့နော်အဓိကဟို character ပေါ်မူတည်ရပါတော့ဟုတ်အိမ်မှာကြောင်ထိုးတာအများကြီးပဲအဲ့ချာရေးကြောင်ထိုးရတာဖွားပြန်ဆွဲထုတ်ပြီးတော့ဒီကတရားဝတ်ကြည့်အဲ့လိုမျိုးအမြဲဖွားနေအမြဲတက်ရတယ်အဲ့တခုကတော့သမီးကြတော့ဘယ်လိုပုံစံမျိုးကြိုက်လဲဆိုတော့အဲ့လိုခက်မမိုက်ပုံစံလေးပေါ့နော်အရန်လည်းမိန်းမမဆန်လို့ယောက်ျားလည်းမဆန်ဘူးပေါ့နော်အောက်ကအဲ့လိုဟိုဘောင်းကြီးအပွားကြီးနေပေါ့ crotch လေးဝေးရကြိုက်တယ်ပြီးတော့ကြိုက်တာတော့ကြိုက်ပါတယ်အဲ့လိုစက်ကက်လေးကြိုက်တယ်ဒါပေမဲ့မဝစ်ဖြစ်ဘူးပေါ့နော်ဟုတ်တယ်ပေါင်မော်ဒူးဖို့တော့သမီးကတိတ်မကြိုက်ဘူးလို့ထိုင်ရတာဘယ်လိုဖြစ်လို့ထိုင်ရမလွတ်လပ်ဘူးမပြောမှဆိုပေါ့ဘာမရှိဘူးအဲ့လိုမလွတ်မလပ်ကြီးဖြစ်တယ်ပေါ့နော်ကိုယ်တိုင်ကြတော့အဲ့လိုဝတ်တာတိတ်မကြိုက်ဘူးပေါ့နော်သူများကလေးဝတ်တယ်ဆိုချစ်စရာလေးအဲ့လိုကောင်မလေးဝတ်တာအချိုင်ဝတ်ကြည့်မယ်ဆိုရင်အိမ်ရောက်အဲ့လိုဝတ်ကြည့်ရတော့ရှိပေါ့ဒါပေမဲ့အဲ့လိုတိတ်မဝတ်ဖြစ်ဘူးအဲ့လိုပုံစံမျိုးအဲ့လိုနည်းနည်းရင်ဘတ် height တာလိုက်မယ်လို့ထင်တာပဲလို့နော်ဒါပေမဲ့အမှန်တမ်းပြောရင်တော့တိတ်တော့မကြိုက်ဘူးပေါ့နော်အဓိကလေသမီးကြတော့မကြိုက်တာလဲပိတ်အဲ့လိုပိတ်ညာမကြိုက်ဘူးဆိုတော့အသက်ရှူချက်လို့ခံစားရပေါ့နော်အဲ့တော့ပေါ့ပါနဲ့11အမို့ဝိုင်းလေးကြိုက်တယ်လို့နည်းနည်း height တာလေးတော့သဘောကျရပေါ့နော်
တချို့ကြတော့အဲ့လိုအယောင်အရန်ရင်းလာတင်လိုက်ခဏကလည်းမလိုက်ဘူးထင်ကြတမီးကအဲ့လိုမဟုတ်ဘဲရောင်တင်သမီးလိုက်တယ်အတိကအကြိုက်ဆုံးရောင်ဆိုတော့အဲ့လိုခဲရောင်လို့အမဲရောင်လို့ပန်းရောင်လို့ကြိုက်တယ်ပေါ့နော်တမီးပြောပြမယ်တမီးဖြစ်နေကြချား main ကလေးလည်းဖြစ်မယ်လို့ထင်တယ်ပေါ့အဲ့လိုအပြင်သွားရင်ဝစားတစ်ခုရှာတယ်ဝစ်ကြည့်ရမကြိုက်ဘူးအဲ့ဒါကိုဒီတိုင်းပစ်ထားတယ်နောက်တစ်ခုထပ်ဝစ်ကြည့်ရသွားခံကြည့်ရရင်ရှာလို့မတွေ့တော့ဘူးเนาะအမှဝစ်စားရတဖြည်းဖြည်းပုံပြီးအမိုက်ပုံကြီးကြာနေတာအမြဲတမ်း main ကလေးတော်များကြုံမှုလို့ထင်ပါတယ်ဟုတ်ဖွားဖွားဆိုလေနင်းတော့ငါတို့နောက်ကလိုက်ရှင်းမရလူရမလွယ်ဘူးเนาะဖွားတာအရန်ဖွားတာပဲအမြဲတမ်းလိုက်စုခံရတယ်။သမီးဆိုရင်ဒီဝစ်ပြီးသားဝစ်စားဆိုတက်ထားရဲမဝစ်ရသေးဘူးဆိုရင်တက်ထားရဲပေါ့နော်။အဲ့လိုတချို့အဲ့လိုဝစ်ပြီးသားဝစ်စားဆိုတချို့လူတွေအဲ့လိုပေါ့နော်လူအပ်တဲ့လူတွေတော့အဲ့လိုပေးဖြစ်တယ်ပေါ့နော်လူဖြစ်တယ်ပေါ့နော်ဟုတ်။မနိုင်ပြောရင်မမေနဲ့တခါအဲ့လိုစီအဲ့လိုဝစ်စားဝစ်ပစ္စည်းတူဝယ်ချင်တာ cosmetic ပစ္စည်းသွားလိုက်တာဝယ်ဖြစ်သွားတာဝစ်အိမ်ကြီးအဲ့လိုအမြဲတမ်းကြုံဝယ်တဲ့ခါကျဟဲ့မမေဒါလေးလာနော်ယူလိုက်မမေယူလိုက်မမေဒါလာမမေရတယ်တမိဒါလေးလာမယ်အဲ့ကြကိုဝယ်ပြီးတော့ကိုကယူလိုက်တာပေါ့နော်သူပတ်စံနဲ့ဝယ်ပြီးရဆိုတော့တခါကျလည်းကိုပတ်စံနဲ့ကိုဝယ်တာရှိရပေါ့တခါကျမီးပတ်စံမလောက်မမေကစိုက်ပြီးအိတ်စိုက်ဘာလည်းအိတ်စိုက်တမိရလားတမိဆိုတမိပတ်စံအိတ်လေးစုရကြိုက်တယ်နော်ဖက်နဲ့လည်းကြိုက်တယ်ပေါ့နော်အဲ့လိုတခုဝယ်ပြီးဆိုရင်ဘဘပြောဝယ်ပြန်ပြီဘာလို့လုံးပါလဲဝယ်ပြန်ပြီအမြဲတမ်းအဲ့တက်ရအမြဲတမ်းတခါကျအဲ့လိုတခုကုန်ပြီဆိုလဲကုန်းတာမြန်လိုက်တာညီးရအရင်ညီးရပါပါအဲ့တော့ဘာမှနဲ့တက်ပြီးအဲ့ဒီဝင်တာဟုတ်တယ်နောက်ကျတော့အဲ့လို crossmat ဒီကအဲ့လို main ကလေးတော်များနှခမ်းနေကြိုက်မယ်လို့ထင်ပါတယ်နှခမ်းနေစုရတယ်ကြိုက်တယ်ပေါ့နော်ဟုတ်တယ်အများကြီးပဲအိမ်မှာခါကြလေညီမလေးကလာပြီးဆော့သွားတယ်တမီးကတခုရှိတယ်တမီးပစ္စည်းအဲ့လိုမျိုးမတိပဲယူရအရန်စိတ်ဆိုးပဲပေါ့နော်အဲ့ညီမလေးကအဲ့လိုသူကလေးဆိုတော့မသိဘူးပေါ့နော်ယူဆိုးတယ်ဆိုးပြီးသူယူရတယ်အဲ့ကျနှခမ်းနေတောက်လုံးနေချစ်တုံငါနှခမ်းနေယူပါပြီလားညီမနဲ့အမြဲတက်ရတယ်အဲ့ brand ထက်အဲ့လိုကိုနှခမ်းသားကိုပိုပြီးမထိခိုက်ဘူးပဲနောက်တစ်ခုကျတော့အဲ့လိုမျိုးကြိုက်တဲ့အယောင်လေးစုဖြစ်တာတော့များရပေါ့နော်ဟုတ်သမီးဆိုရင်အဲ့လိုမုတ်တီပါတွေထွက်စားရဲဆိုရင်အဓိကလေသမီးဆိုရင် fashion ပထမလုံးဝပုံတုံကြီးအောက်ကဘောင်းကြီးရလဲ DJ ဘောင်းကြီးနဲ့အိမ်နေတိုင်းနေရများတယ်မမဗာလဲမအိမ်နဲ့တူနေရဲ့အချိန်မှာညီမလေးရဲ့မိရဲ့ဒီကဘယ်လိုဆိုတော့ तू အဲ့လိုမပို့ပေးရဲ့ဟိုတချို့ဆိုရင်အဲ့လို Instagram ကနေရှာပြီးတော့ပုံလေးပို့အဲ့လိုဝေးတဲ့အိမ်ကြီးပါဝယ်လေမိရဲ့ဒါနဲ့မိနဲ့ဆိုလိုက်မှာပဲဆိုကိုကလည်းဝယ်လိုက်တယ်အတိကမမကြောက်လဲပါရပေါ့နော်အခုလိုပြောင်းလဲသွားတာဟုတ်တယ်နော်ပေါ်ခိုင်းတာတော်တော်ဟုတ်တယ်တော်လုံးဝမတူပုတ်ကိုချင်းပြစ်တာလေချင်းပြစ်လိုက်တာလုံးဝ2025တော့ဆိုရင်ဘလို့အယောင်လေးဖြစ်သားမဲ့ခံ2025မှာလားအဲ့ဒါတော့မပြောတတ်ဘူးဒါပေမဲ့တပီးကြိုက်တာ2025မှာအဲ့ခဲအောင်ကိုကြိုက်ဆုံးပဲဖြစ်ချင်တာရော fashion နဲ့ခမမိုက်အနုပညာရှင်တယောက်ဖြစ်ချင်တယ်ဟိုမီးဆိုရင်အဲ့လိုတခုဝစ်ပြီးဒီအိမ်ထိုက်သွားဆိုရင်အိမ်ကလူကအမြန်ပြောနေတော့မထပ်ဘူးပေါ့နော်အကဲထိုင်လဲဆူတာအရန်ဆူတာအဆူကြီးမခံနိုင်အဲ့ဒါနဲ့သူတို့စကားလေးပဲနားထောင်လိုက်တယ်ခုခေတ် main ကလေးတော်များတမိထောင်ပို့ပြီးတော့ fashion ကြရဲသူတို့ဆိုရင်အဲ့လိုအမြင်တွေအများကြီးရှိရပေါ့အခုဆိုတော့အရန်ဖုန်းတွေပေါ်လာတဲ့အတွက် Pinterest မှာရှာလို့လည်းရတယ်အဲ့လို Instagram မှာရှာရပေါ့နော်ချို့ဆိုစက်ကလေးနဲ့ cute girl လေးရှိလို့ခက်မမိုက် main ကလေးတွေရှိရတဲ့အတွက်ပေါ့နော်သူတွေကပို့ပြီးတော့ကိုထောင်ပို့ပြီးခက်မမိုက်ကြအောင်ပဲထင်တယ်သူတို့စီကပြန်ပြီး sharing လုပ်ရမှာပေါ့နော်